ကလေးမလေးတယောက်ကလက်ကလေးတစ်ချက်ဝှေ့ရမ်းလိုက်ုံနဲ့အသက်80အရွယ်သပင်ဖြူဖွေးနေတဲ့အဖွားအိုတယောက်ဟာချက်ချင်းအသက်20အရွယ်မိန်းကလေးတယောက်လိုငယ်ရွယ်သွားစေခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။12ကျော်ကြာအောင်ယူသွနေတဲ့လူငယ်လေးကိုလည်းလက်ညှိုးတစ်ချက်ထိုးလိုက်ုံနဲ့ချက်ချင်းတတိပြန်ဝင်လာစေခဲ့ပါတယ်။တကယ်တော့ဒီကလေးမလေးဟာတာမန်ကလေးမဟုတ်ပဲရွှေကောင်းတလားထဲမှာနှစ်ပေါင်းထောင်ချီအေးခဲနေခဲ့တဲ့ရှေးဟောင်းနတ်ဖျားမတပါးပဲဖြစ်ပါတယ်။ရှေးဟောင်းသုတေသနအဖွဲ့ကသူ့ရဲ့ခေါင်းတလားကိုဖွင့်လိုက်ချိန်မှာကျဲခုနှလုံးတဒန်းနဲ့ကြားရောက်တဲ့နက်ခတ်ဖြစ်စဉ်နဲ့တိုက်ဆိုင်ပြီးသူပြန်နိုးထလာခဲ့တာပါ။ဒါပေမဲ့နှစ်ပေါင်းထောင်ချီအိပ်ပျော်နေခဲ့တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်စွမ်းအားတွေလျော့နေသွားပြီးအရွယ်ရောက်ပြီးသူကနေကလေးဘဝကိုပြန်ရောက်သွားခဲ့ပါတယ်။အခုခေတ်21ရာစုအကြောင်းကိုသိချင်တာကြောင့်သုတေသနအဖွဲ့ကိုမော်ပညာနဲ့ထိန်းချုပ်ပြီးသူတို့ရဲ့မှတ်ဉာဏ်တွေကိုကူးယူလိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့မျိုးဆက်ဖြစ်တဲ့လုံမိသားစုစီကိုငကားရွှေရောင်တွင်နဲ့လေထဲကနေပြန်တန်းပြီးတွားရောက်ကြည့်ရှုခဲ့ပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကသူ့ရဲ့မျိုးဆက်တွေဟာအခုဆိုရင်ပြတ်သုံးလူနီးပါးဖြစ်နေပါပြီ။မျိုးဆက်တဲ့အမျိုးသား3ယောက်စလုံးကနိုင်ငံအတွက်စစ်မြေပြင်မှာဂုဏ်ယူစွာကြာဆုံးသွားခဲ့ပေမဲ့အိမ်မှာတော့အသက်ကြီးပြီးနာမကျန်းဖြစ်နေတဲ့အဖွားအိုတယောက်နဲ့ယူးကြောင်ကြောင်ဖြစ်နေတဲ့မြေးလေးတယောက်ပဲကြံပါတော့တယ်။ဒါဟာတစုံတစ်ယောက်ကလုံမိသားစုရဲ့ကံကြမ္မာကိုတိုက်ခိုက်ပြီးစွမ်းအားတွေကိုခိုးယူထားမှန်းနတ်ဖျားမလေးကချက်ချင်းရိပ်မိလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျေဇူးကန်းနဲ့နန်မိသားစုကစစ်ဆက်ပွဲကိုလာဖြတ်သိမ်းပါတယ်။နန်မိသားစုဟာအရင်ကတောင်းစားနေရတဲ့သူတွေဖြစ်ပေမဲ့လုံမိသားစုကကယ်တင်ပြီးစောင့်ရှောက်ခဲ့တာကြောင့်အခုလိုချမ်းသာလာတာပါ။ဒါကိုဂျေဇူးမသိပဲလုံမိသားစုအင်အားကြီးတဲ့နေချိန်မှာစစ်ဆက်စာချုပ်ကိုစုပ်ဖြဲပြီးအနိုင်ကျင့်ကြပါတယ်။အဖွားအိုဟာစိတ်ဆိုးလွန်းလို့တွေးအံတဲ့အထိဖြစ်သွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့နတ်ဖျားမလေးဟာတီးမခံနိုင်တော့ပဲထွက်လာပါတော့တယ်။သူဟာလုံမိသားစုရဲ့ဘိုးဘွားဖြစ်ကြောင်းပြောပေမဲ့နတ်မိသားစုကကလေးတယောက်ရဲ့စကားဆိုပြီးလှောင်ပြောင်ကြပါတယ်။ဒါကြောင့်သူတို့ကိုမော်ပညာနဲ့ထိန်းချုပ်ပြီးတယောက်ကိုတယောက်ပါ60စီပြန်ရိုက်ခိုင်းလိုက်ပါတယ်။ဘယ်သူမှတားလို့မရပဲသူတို့သားအဖဟာယူသွတ်တလို့ပါးတွေအဆက်မပြတ်ရိုက်နေကြပါတော့တယ်။အဲ့ဒီနောက်နတ်ဖျားမလေးဟာအဖွားအိုကိုငယ်ရွယ်သွားအောင်လုပ်ပေးပြီးယူနေတဲ့မြေးလေးကိုလည်းတတိပြန်ဝင်အောင်ကုသပေးလိုက်ပါတယ်။နတ်မိသားစုကလက်နက်ကင်တွေခေါ်လာပြီးအိမ်ကိုဖျက်ဆီးဖို့ကြိုးစားပေမဲ့နတ်ဖျားမလေးကနောက်10စက္ကန့်အတွင်းမှာနတ်မိသားစုဆိုတာကဘာပေါ်မှာရှိတော့မှာမဟုတ်ဘူးလို့ကြုံဝါလိုက်ပါတယ်။သူဟာရွှေရောင်နဂါးကြီးအဖြစ်အသွင်ပြောင်းပြီးကောင်းကင်ယံကိုပြန်တက်သွားချိန်မှာတော့လူတိုင်းမြင်တက်သွားကြပါတော့တယ်